Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Rider Recap Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်မစခင်မှာကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးပြီးဇလန်တွေကိုစောင့်အောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာကဲပြောချင်တာလည်းပြောပြီးဆိုတော့စလိုက်အောင်ဗျာဇလန်စမှာတော့ကိုတာတို့သူ့ရဲ့တငယ်ချင်းဖြစ်သူတူတို့ရဲ့ညီမဖြစ်သူတို့ကကားလေးနဲ့အတူပျော်ပွဲစားထွက်လာကြပါတယ်အကြောင်းရင်းကတော့ကိုတာတို့ရဲ့ညီမဖြစ်သူတို့လက်ထက်မှာတူတို့ရဲ့ဆိုင်လေးဟာပုံမအောင်မြင်လာခဲ့လို့ပဲဖြစ်ပါတယ်အဲ့လိုကားလေးနဲ့သွားနေတော့မှသူတို့ရဲ့ကားကိုနောက်ကကားတွေအရှိန်နဲ့ကြွတက်သွားကြပါတယ်တူတို့လည်းစီကမ်းမဲတဲ့ကောင်ကြီးလိုချိန်ဆနေပြီးကိုတာတို့လည်းတူတို့ကိုဖြောင်းပြနေရပါတယ်အဲ့ဒီချိန်တူတို့တို့ကားကိုကြော်တက်သွားတဲ့ကားတွေအရှိန်မထိန်နိုင်ပဲမှောက်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကိုတာတို့ဖွဲ့ဟာဆင်းလာကြပြီးကားမောက်သွားတဲ့အဖွဲ့ကိုကယ်ဆယ်ဖို့အတွက်စေယုံကားခေါ်ဖို့စီစဉ်လာတော့တယ်အဲ့လိုစီစဉ်နေတော့မှပဲစေယုံကားနှစ်စီးဟာအက်ဆီဒန့်ဖြစ်တဲ့နေရာကိုရောက်လာခဲ့ပြီးဒဏ်ရာရတဲ့သူတွေကိုတင်ခေါ်သွားခဲ့ပါတယ်ကိုတာတို့ဖွဲ့လည်းမခေါ်ပဲရောက်ရှိလာတဲ့စေယုံကားတွေကိုထူးဆန်းစွာကြည့်နေရင်းနဲ့ပဲတော်ဝဲစားထွက်လာခဲ့ကြပါတော့တယ်အဲဒီလိုနဲ့စေယုံကားတွေဟာဒဏ်ရာရတဲ့သူတွေကို Professor Kuromatsu ဦးဆောင်တဲ့စေယုံကိုခေါ်လာခဲ့တာပဲဖြစ်ပါတယ် Professor ဟာဒဏ်ရာရတဲ့သူတွေများပြားကိုစုဆောင်းဖို့စေယုံကားမောင်းတဲ့ခေါင်းဆောင်ဖြစ်သူ Tsukiyama ကိုညွှန်ကြားနေခဲ့ပါတယ်ဂေါကွန်ရဲ့ကြံစီဟာခုလိုဒဏ်ရာရနေတဲ့လူငယ်များပြားကိုစုဆောင်းပြီး Professor ရဲ့ကူညီတဲ့ဒဏ်ရာတွေကိုပျောက်ကင်းအောင်ကုသပေးပြီးတဲ့အခါမှာတော့အဲဒီလူငယ်တွေကို brainwash လုပ်ပြီးအကြမ်းဖက်ဖွဲ့စည်းတစ်ခုကိုတည်ထောင်မှာပဲဖြစ်ပါတယ်အဲဒီဖွဲ့စည်းနဲ့သူကဘာစစ်ကြီးကိုဖန်တီးမှာလည်းဖြစ်ပါတယ်အဲဒီလိုကြံစီတွေကိုကောင်းထွယ်ဖို့ကောကွန်လည်းဖော်မြူတန်ကိုနှိုးထားစေခဲ့ပါတယ်နောက်တစ်နေ့သတင်းစာထဲမှာတော့စေယုံကားအတူကြောင့်ပါလာခဲ့ပြီးဒဏ်ရာရတဲ့လူငယ်တွေလည်းပျောက်ဆုံးနေကြောင်းကြေညာခဲ့ပါတယ်ကိုတာရိုလည်းတိတ်ကိုပြန်စဉ်းစားမိသွားပြီးအဲ့ဒီအတိတ်မှာတော့19နှစ်ပြည့်မွေးနေ့ပွဲတုန်းကအထူးဧည့်သည်တော်တွေဖြစ်တဲ့မင်းသမီးစုကီကာကေ CEO အိုမီယာ Professor Kuromatsu နဲ့နိုင်ငံရေးသမားဆာကာနာတို့ကိုသတိရသွားပါတယ်ကိုတာရိုလည်းမင်းသမီးကိုတွေ့ပြီးသတင်းမေးခဲ့ပေမဲ့မင်းသမီးလည်းနှုတ်ပိတ်ခံခဲ့ရပါတယ်အဲ့ဒါနဲ့ကိုတာရိုလည်းကြန့်ရှိနေသေးတဲ့အထူးဧည့်သည်3ယောက်စီထွက်လာခဲ့ပြီးဂေါကုံဖွဲ့စည်းကြောင်းကိုသေးစိတ်စုံစမ်းခဲ့ပါတော့တယ်ကိုတာရိုလည်းအဲ့ဒီ3ယောက်ကိုရှာခဲ့ပေမဲ့သူတို့ရဲ့တပည့်တွေနဲ့သာတွေ့ခဲ့ရပြီးသူတို့ရဲ့ဆရာဟာဒီမှာမရှိကြောင်းသာကိုတာရိုလည်းသိခဲ့ရပါတယ်ကိုတာရိုလည်းလိမ့်နေတယ်ဆိုတာသိပေမဲ့အောက်တန်တန်နဲ့ပြန်လာခဲ့ရပါတယ်အဲ့ဒီလိုပြန်လာတဲ့လမ်းမှာတော့စေယုံကားအတူဖွဲ့ကိုတွေ့သွားပါတော့တယ်အဲ့ဒါနဲ့ကိုတာရိုရဲ့နောက်ကလိုက်ချောင်းမဲ့အလုံးမှာတော့တစ်ပင်ကြီးတစ်ပင်ကလဲကျလာပြီးကိုတာရိုရဲ့လမ်းကြောင်းမှာတားဆီးခဲ့ပါတယ်လဲကျသွားတဲ့တစ်ပင်ချားတွေကနေအဖော်မြူတန်ထွက်လာခဲ့ပါတယ်မြူတန်နဲ့ကိုတာရိုလည်းတိုက်ခိုက်နေကြတဲ့ချိန်စေယုံကားလည်းထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒါနဲ့ကိုတာရိုလည်း rider ပုံစံပြောင်းလာပြီးမြူတန်နဲ့တိုက်ခိုက်ပါတော့တယ်မြူတန်လည်းစေယုံကားလွတ်သွားပြီးမို့သူလည်းထွက်ပြေးသွားခဲ့ပါတယ်နောက်တစ်ခါမှတော့တူတူတယောက်ကားမောင်းလာတာကိုပြထားခဲ့ပါတယ်တူတူလည်းကားမောင်းလာရင်လမ်းပြောင်းမြန်မောင်းလာတဲ့ဆိုင်ကယ်နဲ့တိုးပါတော့တယ်တူတူလည်းကားကိုချိန်ပြီး brake အုပ်လိုက်ပေမဲ့ဆိုင်ကယ်ကအချိန်မထိန်နိုင်မဲ့ကားကိုဝင်တိုက်ခဲ့ပါတယ်ဆိုင်ကယ်မောင်းသမားလည်းဝေးကိုလွတ်ထွက်သွားခဲ့ပါတယ်တူတူလည်းချိန်ဆွဲမနေပဲဆိုင်ကယ်မောင်းသမားကိုဆင်းပြီးကြည့်ခဲ့ပါတယ်ဆိုင်ကယ်မောင်းသမားဟာတခြားလူမဟုတ်ပဲသူ့ရဲ့တငယ်ချင်းကိုတာတို့ဖြစ်နေခဲ့ပြီးကိုတာတို့လည်းသူ့ကိုထားခဲ့ပြီးကားကိုမောင်းပြေးဖို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့တူတူလည်းကိုတာတို့ကိုထားခဲ့ပြီးကားကိုမောင်းပြေးသွားခဲ့ပါတယ်အဲ့ဒီချိန်ဘဲကဘယ်လိုသတင်းရမှန်းမသိတဲ့စေယုံကားအတူလည်းကိုတာရိုစီရောက်လာခဲ့ပါတယ်ကိုတာရိုကိုလည်းစေယုံကားပေါ်တင်ခေါ်လာပြီးစေယုံကိုခေါ်သွားခဲ့ပါတယ်ကိုတာရိုလည်းသူ့ကိုလာခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းခေါင်းဆောင်ဆူကီယာမကိုပြောနေခဲ့ပါတယ်ဆူကီယာမလည်းတရားရွေးကုသပြီးရင်သူ့ရဲ့တပ်ဖွဲ့ရဲ့ဝင်မှုကိုတာရိုကိုစီယုံခဲ့ပါတယ်ကိုတာရိုလည်းလွယ်တကူပဲလက်ခံခဲ့ပါတယ်စေယုံကန်နဲ့ရောက်တဲ့အခါမှာတော့လူငယ်တွေကပျော်ရွှင်နေကြပြီးသူတို့တရားတွေကိုဘလို့လက်ကားခုပေးကြောင်းတရားတွေကောင်းသွားခဲ့ရင်လည်းအလုပ်တွေပေးမိဖြစ်ပြီးနိုင်ငံသားကိုပါခီးထွက်မိဖြစ်ကြောင်းပျော်ရွှင်စွာပြောနေကြပါတယ်ကိုတာရိုလည်းနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒဏ်ရာကကောင်းသွားတဲ့လူငယ်တွေကိုခေါင်းဆောင်ဖြစ်သူဆူကီယာမဟာစစ်တနန်းပေးဖို့စတင်ပါတော့တယ်တနန်းပေးခင်မှာဆူကီယာမဟာသူတို့ကိုကုသပေးခဲ့တာ Professor ဖြစ်ကြောင်းအဲဒီအတွက် Professor ကိုကျေးဇူးဆက်တင်ကြောင်းပြောပြီး brainwash လုပ်ကအားလုံးကိုတနန်းစာပေးပါတော့တယ်တနန်းမှာတော့တိုက်ရိုက်ခိုက်တနက်ပြဘုံပြဓာတ်ထိုးရေပေါ်လမ်းလျှောက်တို့ပါဝင်ပြီးအားလုံးဟာတနက်စစ်ဘုံစစ်တွေနဲ့ပဲလေ့ကျင့်နေရတာပဲဖြစ်ပါတယ် Professor လည်းဝေးတနေရာကနေကြည်ပြီးဒီတစ်ချိန်တော့သူလည်းအောင်မြင်ပြီလို့တွေးနေခဲ့ပါတယ်အဲဒီလိုနဲ့လေ့ကျင့်ရေးတွေကတဖြည်းဖြည်းပြည့်ထန်လာခဲ့ပြီးတနန်းသားတွေလည်းတဖြည်းဖြည်းပြင်ပန်းလာကြပါတယ်နောက်ဆုံးမှာတော့တင်နန်းသားတွေလည်းမခံနိုင်တော့ပဲသူတို့ကိုနှုတ်ထွက်ခွင့်ပေးဖို့ဆက်မလုပ်တော့ဘူးဝိုင်းဝန်းဆန္ဒပြကြပါတယ်ဒါမဲ့ဆူကီယာမလည်းလက်မခံပဲအားလုံးကိုတနက်နဲ့ချင်းချောက်ခဲ့ပါတယ်ကိုတာရိုလည်းအဲ့လိုတွေဆက်မလုပ်ဖို့ပြောနေခဲ့ပြီးဆူကီယာမလည်းအနေငယ်အတီတရားဝင်လာခဲ့ပါတယ်အဲ့ဒီချိန်ပဲကာတစီယာသူတို့ training ဆင်းတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်ကားပေါ်ကနေ Professor လည်းဆင်းလာခဲ့ပါတယ်ကိုတာရိုလည်းချက်ချင်းပဲသူ့ရဲ့တရုတ်မှန်ကိုဖော်ပြခဲ့ပါတယ် Professor လည်းလန့်သွားပြီးကိုတာရိုကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်Professor လည်းငါဟာမင်းတို့ရဲ့တတ်ခင်ကျေးဇူးရှင်ဖြစ်ပြီးကိုတာရိုကိုရှင်းလင်းဖို့မိန့်ပေးခဲ့ပါတယ်လူငယ်တွေလည်းတနက်ကောက်ခံလိုက်ပြီးကိုတာရိုကိုတိုက်ခိုက်မယ်အလုံးမှာကိုတာရိုဒီလိုတွေဖြစ်အောင် Professor ကအကွက်ချာစီစဉ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်
အဲဒီလိုနဲ့စုကီယာမှလည်းတီတရားဝင်လာခဲ့ပြီး Professor မင်းကိုဖိစံကတနက်ကိုလွန့်ပစ်ခဲ့ပါတယ်ကိုတာရိုလည်းသက်သာသွားပြီး Professor ကိုတိုက်ခတ်မယ်လုံမှာတော့အပေါ်မြူတန်ကရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်မြူတန်လည်းလူငယ်တွေကိုတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ကိုတာရိုလည်းအားလုံးကိုထွက်ပြေးခိုင်းလိုက်ပြီးသူလည်း Rider ပုံစံပြောင်းလဲလိုက်ပါတယ်အဲဒီလိုနဲ့ Rider နဲ့ Mutant လည်းပြန်လည်တိုက်ခိုက်ပါတော့တယ် Rider လည်း Mutant ရဲ့အမီးကို Rider ချောနဲ့ဖျက်ဆီးလိုက်ပါတယ်အမီးပြတ်သွားပေမဲ့ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့အတွက် Mutant အမီးလည်းပြန်ထွက်လာခဲ့ပါတယ် Rider လည်း Mutant ရဲ့ကိုက်ဆက်တွေကြားမှာလူလက်ခံနေရပါတော့တယ် Rider လည်း Battle Hopper ကိုဆင့်ခေါ်လိုက်ပြီး Mutant ကိုတိုက်ခိုက်ပါတော့တယ်နောက်ဆုံးမှာတော့ Rider လည်းသူ့ရဲ့ Rider Punch Rider Kick တို့နဲ့အတူ For Mutant ကိုဆုံးသက်ပေးခဲ့ပါတယ်နောက်တစ်ခါမှာတော့ Kotaro လည်း Tsukiyama ကိုတွားတွေ့ခဲ့ပါတယ် Tsukiyama လည်းသူ့ရဲ့လုပ်ရက်တွေအတွက်တောင်းပန်ခဲ့ပြီးသူလည်းရွာပြန်ပြီးကောက်ဆိုင်တော့မှလို့ပြောပြီးနှုတ်ဆက်က Kamen Rider ပိုင်း30ကိုလည်းဆုံးသက်ထားပါတယ်